ဒီကိုင်းလေးပဲတောက်လျှောက်တက်တယ်တော့သွားမယ်နော်အားလုံးပဲမင်္ဂလာပါဗျာထူးသစ်ကမောင်တဲ့လမ်းလေးကြိုးဆိုပါတယ်ဒါကတော့ကျွန်တော်တို့တက္ကီတာကညီလေး day 2 မောင်းနေတာဖြစ်ပါတယ်ခင်ဗျကျွန်တော်မနေ့က day 1 မှာကျွန်တော်တို့ဘဲကြီးညာရစ်တင်တယ် CRI ချိုးပြီး break လီပါဗောနော်အဲ့ဒါလေး train တယ်အခုဒီနေ့ကျတော့ကျွန်တော်တို့တနားရီလောက်ကိုကျွန်တော်တို့တနားရီခွဲလောက်ကိုဗောနော်ကျွန်တော်တို့ကိုထောင်ပြဝက်နဲ့မှာပတ်မောင်းနဲ့ parking ထ train တယ် train ပြီးတော့ဒါအဆင်ပြေလို့ကျွန်တော်တို့လမ်းပေါ်တက်လာတာဖြစ်ပါတယ် short ချိန်လေး short ပါ break လေးတင်ပါအဲ့ဒီ high ချက်နောက်မှရခိုင်ကျွန်တော်ကတာလေးလိုက်ကိုထောင်းနေထွက်လာပြီးတော့ကျွန်တော်တို့ဒါရေကျော်ဇုံအောင်ရေကျော်ကနေပြီးတော့ကျွန်တော်ဇုံအောင်လမ်းမတိုင်းဆင်းပြီးတော့ကျွန်တော်တို့ဒါချက်ပဲစေးကနေမှကျွန်တော်သူ့ကနာအပတ်ကိုသွားမှာဖြစ်ပါတယ်ခင်ဗျလိုက်တာလေးလိုက်ကိုလန်တိုင်းကိုကာတိုင်းကိုရှေ့ကာတိုင်းလိုက်ဒီဘက်ဖြည်းဖြည်းပဲသွားပုံမှန်လေးပဲသွားနော်အဲ့ဒီရှေ့ကပစ်လေးနောက်ကိုပဲလိုက်တာလေးလိုက်နည်းနည်းလေးချိန်ကားကလာနည်းနည်းလေးပြန်ချိန်အဲ့တက်စီနောက်ကလာကျွန်တော်တင်တယ်လို့အမှဆိုရင်2 page ရဲ့ Messenger တော့မဟုတ် Viber နံပါတ်တွေနဲ့ဖုန်းနံပါတ်နဲ့လေးစားလေးပို့ပေးထားလို့ရပါတယ်ကျွန်တော်အိမ်ရောက်ဝန်ဆောင်မှုတွေရှိပါခင်ဗျာကျွန်တော် TikTok channel YouTube channel တွေမှာလည်းကျွန်တော်တို့ဝင်ရောက်လေ့လာပြီးတော့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ join လို့ရပါတယ်နော် shortပုံမှန်လေးလိုက်ခုနကလိုမျိုးရှင်းတဲ့နေရာမှာလို့ကိုတို့ကနင်းလို့မရအောင်မရှင်းရင်မရှင်းသလိုရှော့ရမှာပဲเนาะကိုဦးနာတော့ရှင်းလို့နည်းနည်းလေးနင်းလာတယ်ပြဿနာမရှိဘူးကိုကမရှင်းတော့ဘူးရှော့ရမှာဟုတ်လားเนาะကားသူ့အတူ traffic jam ဖြစ်နေတာညီဟွန်းသွားတီးလို့လည်းမရအောင်เนาะအဲ့တော့ရှေ့မှာကိုတို့က point ပိတ်နေเนาะဒီတိုင်းလေးပဲကိုတို့ကလိုက်ပါเนาะရှေ့ကြရင် point ကြရင် point နားကြရင်ညာမှာ free job ရှိတယ်ကိုတို့အညာ free job ကိုကိုယ်ပါဟုတ်လားเนาะဒီတိုင်းလေးပဲလိုက်ပါနေရာမျိုးတွေအနေနဲ့ကတော့သင်မယ်ဆိုရင်တော့ကျွန်တော်တို့ဆင်းလေးပေးထားပေးပါ9ရောက်ပြည့်တဲ့အချိန်မှာကျွန်တော်တို့ထပ်ပြီး confirm လုပ်ပေးပါရခင်ဗျာအကြရင်တော့ train လို့ရမှာဖြစ်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ထူးသက်ကားမောင်တင်တာဖြစ်ပါတယ်ခင်ဗျာဒီတက်စီလေးတိုင်းမှာလိုက်ပါ